မြတ်စွာဘုရားကအချိန်ဖြုံးပုံနဲ့အချိန်သုံးပုံကိုဟောကြားထားတာရှိတယ်အစရိတဝဗျမစရိယအလတ္ထရွပနိထနာလူတယောက်လူဘဝရောက်လာပြီရောက်လာတဲ့အချိန်မှာသူလုပ်ရမယ့်အလုပ်တွေရှိတယ်ဘာလဲလို့ဆိုလို့ရှိရင်သူဟာလူဘဝရောက်လာသည့်အတွက်ကြောင့်ဘဝမှာချမ်းချမ်းသာသာနေနိုင်ဖို့အတွက်ပစ္စည်းဥစ္စာကိုရှာဖွေရမယ်ဆိုစွာစားစရာရှာရမယ်နေစရာရှာရမယ်ဝတ်စရာရှာရမယ်မကြမ်းမမာရင်ဆေးဝါးအတွက်ပြည့်စုံအောင်ဖူးလုံအောင်လုပ်လို့အောင်ဒီတိုင်းနေလို့မရဘူးအသုံးဆောင်တွေကိုရအောင်ရှာရမယ်လူဆိုတာလူဘဝဆိုတာရှာနိုင်မှရတာဖြစ်တယ်လွယ်တကူရတာမဟုတ်ဘူးကျိုးပန်းအထုတ်ပြီးတော့ဖြည့်ဥစ္စာဆိုတာရအောင်လုပ်ရတယ်အဲ့ဒီလိုရှာတာဟာတစ်သလုံးရှာနိုင်သလားဆိုမရှာနိုင်ဘူးအသိဉာဏ်လည်းလုံလောက်အောင်ရှိလာတယ်အင်းနဲ့အားနဲ့ဖြစ်လာပြီဆိုတဲ့အချိန်လေးမှာကြိုးစားရှာဆိုပါစို့လူဘဝမှာတနှစ်သားကနေပြီး7နှစ်သားအထိဆိုလို့ရှိရင်နုနယ်တဲ့အရွယ်ဖြစ်တယ်ရုပ်ခန္ဓာကိုယ်ကလည်းနုနယ်တဲ့အသိဉာဏ်ကလည်းနုနယ်တဲ့စနစ်တန်ကာလမှာဘာတစ်ခုမှသူရနိုင်မှာမဟုတ်ဘူးစီဝါဥစ္စာရအောင်ရှာနိုင်မှာမဟုတ်ဘူးတခါ7နှစ်ကနေပြီးတော့အနှစ်20အသက်20ထိအောင်တကယ်ချင်းပေါင်းသိနေနဲ့ပြောခြင်းပါခြင်းနဲ့အရွယ်ဖြစ်လို့အဲ့ဒီအရွယ်မှာလည်းပဲဟောတိပတ္တိသူဟာရှာတတ်တာမဟုတ်ဘူးပစ္စည်းဥစ္စာအပျော်ကျူးနေလို့ရှိရင်ကိုယ့်အတွက်တန်ဖိုးရှိတဲ့အရာတွေကိုပျော်ရွှင်မြူးထူးခြင်းဖြင့်ဖြုံးတီးပြလိုက်ပြန်တယ်ဒီလိုဆိုလို့21ကနေ30ထိအောင်တော့လူဟာဖွံ့ဖြိုးတိုးတက်လာပြီကိုယ်ကာယခံညာလာအဲ့ဒီလေအချိန်မှလည်းပဲသူကသူတသားသားလုံနေတာနဲ့သူဟာအလုပ်ကိုမကြိုးစားလို့ရှိရင်ဒီအချိန်လေးကလည်းကုန်ဆုံးသွားမှာပဲဖြစ်တယ်32နှစ်ကနေ40ထိအောင်ကြာတော့ခွန်အားတွေပြည့်လာအဲ့ဒီအချိန်မှာခွန်အားကိုအသုံးချပြီးတော့စီးပွားရှာရမရှာနိုင်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီစနစ်ကကုန်သွားမှာပဲဖြစ်တယ်42နှစ်က50ရောက်သွားပြီဆိုတဲ့အချိန်မှာလူကရင့်ကျက်လာတယ်အရာရာကိုစဉ်းစားတတ်တာတယ်အတွေ့အကြုံတွေကလည်းများလာတယ်နှစ်40အတွေ့အကြုံဆိုတာနဲတာမဟုတ်အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့စဉ်းစားတတ်လာသည့်အတွက်ကြောင့်ဒါအသိပညာဖွံ့ဖြိုးဆုံးနေ့အချိန်လို့ပြောရမယ်အသက်50တိအဲ့ဒီအချိန်မှာလည်းအသိပညာကိုအသုံးချပြီးတော့စီးပွားဥစ္စာရှာမှမရှာလိုက်ဘူးဆိုရင်ဒီ10နှစ်ကလည်းကုန်သွားအောင်မှာပဲ52နှစ်ကနေ60ကျတော့အစစရာရာတဖြည်းဖြည်းရော့ကျလာပြီခေါင်းပေါ်ကသပင်လေးကစပြီးဖြူလာပြီနော်ခုခေတ်ဆိုဒီတဲ့စောသွားလေးတွေကလည်းကျိုးကျင်လာပြီပရိကလည်းတွန်းကျင်လာပြီအလုံးကရော့ကျသွားတယ်ငယ်စဉ်ကလို့အင်းနဲ့အားနဲ့လှုပ်ဖို့ဆိုတာလည်းမလွယ်ဘူးစီးပွားဥစ္စာကြိုးစားရှာဖို့ဆိုတော့လေနောက်ကျသွားတယ်လေဒီဆရာတော်ကြီးကဒါကြောင့်မို့ရေးတာခဗျာတစ်ခုရေးတဲ့ထင်ပါ40ကျော်အရွယ်နှောင်းကမှတကြွယ်လောင်းလှုပ်ခြင်းသက်40ကျော်ရင်တော့အရွယ်နှောင်းနေပြီလို့ပြောတာနော်40ကျော်အရွယ်နှောင်းကမှတကြွယ်လောင်းလှုပ်ခြင်းနှအိုကြီးအမော့တင်တယ်လို့အဲ့ဒီကြရင်တော့နှအိုသွားပြီးအမော့တင်နေတာမျိုးဖြစ်လိမ့်မယ်တဲ့တော့လှုပ်တဲ့လှုပ်တဲ့တာတွေကိုမလှုပ်ဘူးဆိုရင်ဒီအချိန်တွေကသူ့အပိုင်းလိုက်ကုံဆုံးသွားမှာကုံဆုံးသွားတာတွေကိုပြန်ယူလို့ရလားလို့ဆိုမရအပြီးသတ်ဆုံးရှုံးသွားခြင်းသာဖြစ်တယ်အစင်ထာဝရဆုံးရှုံးသွားခြင်းသာဖြစ်တယ်ဒီဘဝမှာတစ်ခါပဲကြုံမှာပဲလူပြိုတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲကြုံတယ်
ပြောစရာကောင်းတဲ့အရွယ်ကလည်းတစ်ခါပဲချုပ်မယ်အလှဆုံးအရွယ်ဆိုတာလည်းတစ်ခါပဲချုပ်မယ်ခွန်အားပြေဝတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲချုပ်မယ်ပညာထက်မြက်နေတဲ့အရွယ်ဆိုတာလည်းတစ်ခါပဲချုပ်မယ်အေး50ကျော်ပြီဆိုရင်တော့သူကသွားပြီငယ်တော့ကရွာထဲမှာဖျားရှိခိုးတဲ့အတန်နဲ့ဖျားရှိခိုးကြတဲ့အတန်နဲ့မှာအိမ်ကမေတော်ကြီးဖျားရှိခိုးတာကိုကြားဘူးတယ်ဖျားရှိခိုးတဲ့အခါဘယ်ရတာတွေတော့မသိဘူးတောင်းတောင်းအီရွတ်နေတာတွေတွေ့တာအဲ့ဒီထဲမှာ40ကကျော်50ဘောတွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီဆိုတာပါတယ်ခဏခဏကြားနေတိုင်းကြားနေတော့ဒါလေးတော့မှတ်ပြီအဲ့တော့ဘယ်သူကများဘယ်လိုလုပ်လာလွှမ်းတော့ပါလဲလို့အောင်မေးငယ်တော့ရှင်သေမင်းဆိုတာဘယ်သူလဲဘယ်ကလာတာလဲအောင်မေးဘယ်ရွာသားပါလဲအောင်မေး40ကကျော်50ဘောတွင်ရှင်သေမင်းကအလံပြူလွှားခဲ့လေပြီအဲ့ဒါလေးရွတ်နေတာကိုကြားရတယ်ဘုရားရှိခိုးပြီဆိုရင်ရွတ်နေပြီအဲ့ဒါလေးဘုရားရှိခိုးပြီးရင်အဲ့ဒါပရိတ်တွေရွတ်ထားတွေရွတ်အဝေကတွေရွတ်အဲ့တော့အဲ့လိုအချိန်လေးဟာတဖြည်းဖြည်းကုံဆုံးသွားတာပြန်လည်ရယူနိုင်စွမ်းမရှိကြတော့ဘူးအချိန်ကပဲဖြည့်ဆည်းသွားတယ်လို့ပြောရမှာလူပြိုတဲ့အရွယ်လေးကိုလည်းအချိန်ကဖြည့်ဆည်းလိုက်တယ်ပျော်ရွှင်တဲ့အရွယ်ကိုပို့ပေးလိုက်ပြန်ပျော်ရွှင်တဲ့အရွယ်ကိုလည်းပဲအစင်လာပပြေဝတဲ့အရွယ်ကနေဖြည့်ဆည်းပြီးကြော်လွှားလိုက်ပြန်တယ်ပြီးတော့ဒီအရွယ်ကိုလည်းခွန်အားပြေဝတဲ့အရွယ်ကကြော်လွှားပြလိုက်တယ်အသိပညာထက်မြက်တဲ့အရွယ်တွေကကြော်လွှားပြလိုက်တယ်ဒီအရွယ်တွေဟာ90မှာအလုံးကုံဆုံးသွားပြီကုံဆုံးသွားတာဟာပြန်မရတော့ဘူးအဲ့ဒါကိုမြတ်စွာဘုရားအလတ္ထယုပ္ပနိဓနံနုပြိုပြီးအင်အားရှိနေတဲ့အချိန်မှာတဲ့လုံနိုင်တဲ့ကိုင်းနိုင်တဲ့အချိန်လေးမှာဘာဥစ္စာဒနာမှစုဆောင်မိခြင်းမရှိဘူးမရရဘာမှမရလိုက်ဘူးလောကီစီးပွားတိုးတက်မှုလည်းတခုမှမရှိလိုက်ဘူးနော်အဲ့ဒါတွေမဟုတ်ဘူးအစရိတဝဗြဟ္မစရိယံလူတွေလိုက်နာကျင့်သုံးရမယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်တရားသို့မဟုတ်ကောင်းရသူတိဘုံရောက်တဲ့ကိုချင်းတရားအဲ့ဒီအကျင့်တရားကိုလည်းပဲလုံးဝရက်ွယ်ပြုတ်ထားပြောသလိုနေပြီးတော့ပစ္စည်းဥစ္စာလည်းမရှာဘူးကိုချင်းတရားကိုလည်းကောင်းအောင်နေထိုင်မှုဆိုတဲ့ပုဂ္ဂိုလ်တရားဟာလောကီစီးပွားကလည်းမရတရားဓမ္မအသိဉာဏ်ကလည်းမရဆိုတော့အသိဉာဏ်လည်းမရလောကီစီးပွားလည်းမရဆိုတော့သူ့ဘဝဟာအချိန်တွေကကုန်သွားပြီပြန်ရှာဖို့မရနိုင်တော့ဘူး40ကကျော်50ဘောရှင်သေမင်းကအလံမြူလွှားသွားပြီသို့တော့အန်တုကျင်တဲ့ပုဂ္ဂိုလ်တွေကတော့ဆေးဆိုးပလိုက်တာပဲနော်သို့တော့အင်အားတွေကတော့မတူတော့ဘူးလေမလုံနိုင်တော့အင်အားတွေကရောကြသွားပြီဒီလိုဆိုတာပါအဲ့ဒါလို့အချိန်အတွင်းလေးမှာစိဝဥစ္စာရအောင်ရှာမယ်အချိန်မှာရှာလိုက်တယ်ပညာရအောင်ရှာမယ်အချိန်မှာရှာလိုက်တယ်ကုသိုလ်ရအောင်ရှာမယ်အချိန်လေးမှာရအောင်ရှာလိုက်တယ်အင်းရှိအားရှိတဲ့အချိန်လေးမှာလုံနိုင်ကိုင်းနိုင်တာကိုအာသွန်ခွန်ဆိုင်လုံလိုက်လို့ဝေကျေတနာတွေလည်းပြည့်စုံပြီအသိပညာတွေလည်းပြည့်စုံပြီကုသိုလ်တွေဆိုတာလည်းမလုပ်ဘူးတာမရှိဘူးကိုယ်စိတ်ထဲမှာကုသိုလ်ကောင်းမှုတွေကလည်းပြည့်ဝကြီးရှိသွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအချိန်ကိုအသုံးပြုတဲ့ပုဂ္ဂိုလ်လို့ဒီလိုဆိုရမှာပဲဖြစ်တယ်ပေါ့ဥစ္စာလည်းမရပညာလည်းမရကုသိုလ်လည်းမရအရဟတတက်ကြီးသွားရတဲ့ပုဂ္ဂိုလ်ကြတော့အချိန်ဖြုံးသူလို့ပြောတာဘာကြောင့်လဲဆိုပြန်မရတော့ဘူးပြန်မရတဲ့အနေထားမျိုးအဲ့ဒီမှာမြတ်စွာဘုရားကဥပမာပေးတယ်အစရိတဝဗြဟ္မစရိယအလတ္ထယုပ္ပနိဓနံတင်တိစာပါတိခိနာဝပုရဏာနိအနုထုနံ
နောက်တစ်ခုကြတော့စိဏကွန်စာဝစာယန္တိခိနမစ္စေဝပန္နလီအဲ့တော့ဘာနဲ့ဥပမာတူတုံးလို့ဆိုလို့ရှိရင်ကြိုးကြငှက်ဆိုတဲ့အကောင်လေးဟာဒီအင်းနေအိုင်နေမှာချက်စားကြအင်းနေအိုင်နေမှာချက်စားကြဆောင်းခုံငှက်တွေဆိုတာအေးတဲ့ရာသီကနေပြန်လာပြီးနှွေးတဲ့နေရာမှာနေဟိုအင်းဆောင်ကဒီအင်းဆောင်ကိုပြန်တန်းပြီးတော့စားစရာရှာဖွေပြီးတော့နေကြအဲ့လိုနေတဲ့အခါမှာငှက်ဟာအိုးလာတဲ့အခါလူတွေမှလည်းအိုးလာလို့ရှိရင်သပင်ကကျွတ်တယ်ထိပ်ပြောင်လာတယ်နည်းနည်းငှက်ကလည်းပဲအိုးမင်းလာပြီဆိုရင်အတောင်ကျွတ်တယ်အတောင်ကျွတ်တဲ့အခါပြန်အားရော့ကျသွားတယ်မပြန်နိုင်တော့ဘူးနော်သွားကျိုးလို့ရှိရင်တကြိုးကလေထွက်တယ်စကားပြအောင်ပြောတယ်ငှက်ကလည်းအတောင်ကျွတ်ပြီဆိုရင်ကောင်းကောင်းမပြန်နိုင်တော့ကျိုးချအိုကြီးတွေကကောင်းကောင်းမပြန်နိုင်တော့အဲ့ဒီသူတို့ချက်စားတဲ့အိုင်ကနေပြီးအထက်ကိုပြန်မတက်နိုင်တဲ့အခါမှာအိုင်ဘေးမှာပဲဒီတိုင်းနေပြီးနေကြရတဲ့အချိန်မှာမိုးခေါင်လာလို့သူတို့ချက်စားတဲ့အိုင်ကြီးကလည်းပဲရေမရှိတော့ဘူးခြောက်သွားပြီရေမရှိတော့ငါးလည်းမရှိတော့ငါးတွေလည်းကုန်းကုန်ပြီအဲ့ဒါလို့ငါးကုံရေခမ်းဖြစ်နေတဲ့အိုင်နှခမ်းမှာတခြားအိုင်ကိုရွှေ့ပြန်နိုင်တဲ့အားလည်းမရှိတော့ဘူးအတောင်တွေကကျွတ်နေတဲ့ကြိုးကြအိုကြီးတွေဟာတဲ့အဲ့ဒီအိုင်နှခမ်းမှာပဲမသေးမချင်းမှိုင်တွေ့ပြီးနေုံမှတပါဘယ်မှမသွားနိုင်တော့ဘူးဒီဥပမာပေးတာနော်စိဏကွန်စာဝဇာယန္တိခိနမစ္စေဝပန္နလီငါးရီကုံရေရီခမ်းသွားတဲ့အိုင်နှခမ်းမှာပဲဘယ်မှလည်းမပြန်နိုင်တော့တဲ့ဂျိုးကြအိုကြီးတွေအတောင်ကလည်းချွတ်နေပြီအဲ့ဒီအိုင်နှခမ်းမှာပဲနောက်ဆုံးမှသေဝဲဝင်သွားကြရတယ်လောကလူတွေဟာလည်းပဲဒီတိုင်းပဲတဲ့အရွယ်ရှိနေတဲ့အချိန်မှာရတဲ့ရလိုက်တာတွေစီစဉ်ဥစ္စာတွေရအောင်ကြိုးစားရှာဖို့အသိပညာတွေနဲ့ကုသိုလ်ကောင်းမှုတွေကြိုးစားရှာဖို့အဲ့ဒါတွေကိုမလုပ်ဖဲနဲ့အချိန်ကုန်အသက်အရွယ်ကြီးသွားတဲ့အခါဘာတစ်ခုမှလည်းမလုပ်နိုင်ဘူးဘာတစ်ခုမှလည်းမရနိုင်တော့ဘူးအဲ့ဒီကြိုးကြအိုကြီးတွေမှိုင်ပြီးတော့နေရတယ်လို့ပဲမှိုင်ပြီးတော့ဘဝတစ်ခုဆုံးသက်သွားမှာဖြစ်တယ်လို့ဒီလိုဟောတယ်နောက်တစ်ခုကြတော့သင်္တိစာပါတိခိနာဝပုရဏာနိအနုထုနာလောကလူတွေဟာအိုမင်းပြီးတော့ဘာမှမလုပ်နိုင်တဲ့အချိန်ရောက်ပြီဆိုရင်တို့ငယ်ငယ်တုန်းကဘယ်လိုလုပ်ခဲ့ရတယ်ဘာတွေစားခဲ့ရတယ်ဘယ်လိုနေခဲ့ရတယ်ဆိုတဲ့အတိတ်တွေကိုပြန်တွေးပြီးတော့နော်အယတခံပြောပြီးတော့ဒါလေးနဲ့ပဲခြေနှက်နေရတယ်ကွန်ကလေးမြုပ်နေတယ်လို့ပဲငယ်ငယ်တုန်းကတို့ဘယ်လိုနေခဲ့တာအခုတော့အဲ့ဒီဟာတွေမရှိတော့ဘူးဆိုတာမျိုးပေါ့ညီးတွားပြီးတော့ငယ်ငယ်တုန်းကရွှေထီးဆောင်းခဲ့တာလေးတွေကိုအလွန်ပြေပြန်ပြောယုံမှတပါတခြားဘာမှမလုပ်နိုင်တော့ဘူးအဲ့ဒါကိုပုရဏာနိအနုထုနာအဲ့ဒီလိုဘဝဟာဆုံးသက်တော့မယ်ဆိုလို့ရှိရင်ဘာမှမလုပ်နိုင်တဲ့အရွယ်ရောက်သွားပြီဆိုတဲ့အခါမှာညီးတွားပြီးတော့အတိတ်ကိုပြန်တွေးပြီးတော့ဆွေးနေရတဲ့အနေအထားမျိုးကိုရောက်ရှိသွားတယ်အဲ့ဒါကိုသင်္တိစပါတိခိနာလေးကနေပြစ်လွတ်လိုက်တဲ့မြားတံတစ်ခုအသားနဲ့လှုပ်ထားတဲ့မြားတံတစ်ခုအချိန်ကုန်သွားရင်အောက်ဆိုင်ကျသွားတာပဲကျသွားလို့ရှိရင်အဲ့ဒီမြားတံကိုဘယ်သူမှကောက်မှမဟုတ်သည့်အတွက်ကြောင့်မြေကြီးပေါ်စိုက်နေတဲ့မြားတံဟာခြစာပဲဖြစ်သွားတယ်လူဟာလည်းပဲအိုမင်းသွားပြီဆိုလို့ရှိရင်ဘာမှရွှေ့နိုင်စွာလုံနိုင်စွာမရှိသည့်ဘာမှအသုံးဝင်တော့တဲ့အတွက်ကြောင့်ခြားစားခံရတယ်လို့ပဲ
ယောဂမျိုးစုံရဲ့တန်းကိုခံရပြီးမလှုပ်နိုင်မလှည့်နိုင်တဲ့နောက်ဆုံးသေဝင်ရတယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒါကြောင့်မို့လို့အချိန်ရှိနေတဲ့အချိန်မှာလှုပ်ရမလှုပ်ဘူးဆိုရင်အချိန်ဖြုံးရရောက်တယ်တဲ့အချိန်ဖြုံးလိုက်ပြီဆိုတဲ့ပုဂ္ဂိုလ်တရားဟာအချိန်ဒီနှစ်ခုကအလုံးကိုကွာခြားသွားပြီကိုယ့်ရဲ့ကိုယ်ကာယရဲ့အင်အားမျက်လုံးနားဆိုတာလို့မျက်စိတို့နားတို့ဆိုတာလို့ငယ်စဉ်ကလို့အစွမ်းတတ္တိတွေမရှိတော့ဘဲနဲ့အလုံးကရောကျသွားအဲ့ဒါလို့ရောကျသွားတဲ့အချိန်မှာထပြီးတော့လုံးမယ်ဆိုလို့ရှိရင်လည်းမဖြစ်နိုင်တော့ဘူးလုံးနိုင်စွာမရှိတော့ဘူးလုံးနိုင်စွာမရှိသည့်အတွက်ကြောင့်ကိုဖြစ်ချင်တာတွေကတခုမှဖြစ်မလာပဲနောက်ဆုံးမှလက်မှန်ချပြီးအဆုံးသတ်သွားရမှာဖြစ်တယ်ပေါ့ဘဝဟာအဲ့ဒီတိုင်းပဲဒါကြောင့်ရသော်ဗျာအချိန်ကိုကြာနာနာအသုံးချပြီးတော့တန်မိုးရှိတဲ့အရာတွေကိုရအောင်လုပ်ရမယ်လို့သူတို့ဟောတာနော်ချိန်ကိုသုံးချပြီးအချိန်ကိုကောင်းကောင်းသုံးချသွားတဲ့ပုဂ္ဂိုလ်ကတော့ယဟနာပုဂ္ဂိုလ်ပဲသူကလှုပ်တဲ့လှုပ်ထိုက်တာတွေအကုန်လှုပ်သွားပြီလို့ပြောတာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေထဲမှာလည်းပစ္စည်းဥစ္စာကြိုးစားရှာလို့အသက်အရွယ်ကြီးတဲ့အခါဥစ္စာမင်းစာစုဆောင်းထားပြီးဆိုရင်မပူရတော့ဘူးဥစ္စာမင်းစာမစုခဲ့တဲ့လူဆိုလို့ရှိရင်တော့ပူရပြန်ပြီဟိုကအစင်မပြေဒါအစင်မပြေနဲ့စာရေးဝတ်ရေးနေရေးထိုင်ရေးအတွက်ပူပန်ရပြန်တယ်ပစ္စည်းဥစ္စာရှိတဲ့ပုဂ္ဂိုလ်ငယ်စဉ်ကကြိုးစားရှာခဲ့ပြီးစုဆောင်းခဲ့တဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီဘက်ကပူစရာမရှိပြန်သို့တော့ကုသိုလ်ကောင်းမှုတွေကိုမလုပ်ခဲ့ဘူးကျင့်တဲ့ကျင့်လိုက်တဲ့တရားဓမ္မတွေကိုမကျင့်ခဲ့ဘူးဆိုတဲ့အခါဘဝတစ်ခုအဆုံးသတ်တော်မယ်ဆိုတဲ့အချိန်လေးမှာတွေးလာတယ်အဲ့ကြတော့လေဒီဆရာတော်ကြီးနောက်ပိုင်းတရားဟောတဲ့လေဒီဆရာတော်ဟောတယ်လို့ပဲမနေရလို့တေးကြတော့အခါကိုယ်နောက်ကိုများပါများပါမှာစဉ်းစားရမှာပေါ့အဲ့ဒါတွေစဉ်းစားလာမနေရဘူးတေးကြမယ်ဆိုတဲ့အချိန်မှာကိုယ်ဘာတွေလှုပ်ထားလဲကိုယ်ယူသွားလို့ရတာဘာတွေရှိလဲလို့ကြည့်လိုက်တဲ့အခါလက်ကြီးဗလာဖြစ်နေပြန်ဘာမှလှုပ်ထားတာမရှိဘူးဆိုလို့ရှိရင်ကြေကွဲစရာတစ်ခုဖြစ်လာအားငယ်စရာတစ်ခုဖြစ်လာအဲ့ဒါလို့မဟုတ်ဘဲနဲ့ငါဘာတိလာလုံခဲ့တယ်ဥပုပ်ကဘယ်နှစ်ဆောင်ခဲ့တယ်ကုသိုလ်ကောင်းမှုတွေဘာတွေလုပ်ခဲ့တယ်လို့အာရပါရလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေပြန်ကြည့်လိုက်လို့ရှင်ဘာတစ်ခုမှစိတ်ထဲမှာအားငယ်စရာအကြောင်းမရှိဘူးနော်ကိုပြုတဲ့ကံတွေရှိနေတယ်ဆိုအာကိုတစ်ခုရသွားအဲ့ဒါပါမရှိဘူးဆိုရင်အာကိုရမဲ့တဲ့အနေအထားမျိုးရောက်သွားနိုင်တယ်တဲ့ဒါကြောင့်မို့ဒီအချိန်ကိုရှိနေတဲ့အခိုက်မှာတန်မိုးရှိတဲ့အရာတွေလုပ်မိအောင်လုပ်ရမယ်ဆိုလိုတာတောင်မိုးရှိတဲ့အရာကကုသိုလ်နဲ့ဥစ္စာစီးပွားဥစ္စာလည်းရှာရမယ်ကုသိုလ်ကောင်းမှုလည်းကိုယ်မှရှိရမယ်အဲ့ဒီနှစ်ခုစီးပွားဥစ္စာအဲ့ဒီနှစ်ခုကိုရှာဖို့ရအတွက်အသိပညာတို့မြတ်စွာဘုရားဟောထားတဲ့ဆုတောင်းပြည့်တဲ့တရား၅မျိုးနဲ့ပြောမှဆိုရင်ကုသိုလ်လို့ဆိုတာဟာတတ္တရဲ့သီလရဲ့သုတရဲ့စာဃရဲ့ပညာရဲ့အဲ့ဒါကိုကုသိုလ်လို့ခေါ်တယ်လူရတဏကိုကုသိုလ်လို့တဏကိုကုသိုလ်ပြောတယ်လို့ဒီနေရာမှာအဲ့ဒီကုသိုလ်ရစေတတ်တဲ့အကြောင်းတရားတွေကုသိုလ်တွေကပါတယ်တော့ဆိုရင်တတ္တဟာလည်းကုသိုလ်ပဲသီလဟာလည်းကုသိုလ်ပဲသုတဟာလည်းကုသိုလ်ပဲဘာကြောင့်လို့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်ဒါကြောင့်မို့ကိုယ်တဏ္ဍမှာတရားလို့ဆိုတဲ့ကံကံကြီးကျိုးလက်ခံယုံကြည်တဲ့သို့မဟုတ်မြတ်စွာဘုရားအဆုံးအမပေါ်မှာလုံးဝလက်ခံတဲ့တရားရှိသည့်အားလျော်စွာကိုချင်းသီလကိုအသက်ထက်ညနိုးစွာထိမ့်သိမ်းဆောင်ရှောက်တယ်သုတလို့ဆိုတဲ့တရားဓမ္မနဲ့ပတ်သက်တဲ့အသိ
အကြောင်းအရာတွေကိုများစွာစီဘူးကြားနာတယ်စာကလို့ကိုရှိတဲ့အောင်စွန့်ကြဲခြင်းနှုတ်တန်းခြင်းတဏှာကောင်းမှုဆိုတာရှိတယ်ပညာလို့ဆိုတယ်အခြေခံအတိတရားတွေကိုမှရှိနေတယ်လို့အဲ့ဒီတတ္တသီလသုဒ္ဓစာကပညာလို့ဆိုတဲ့ဒီအရေးချင်း9ရပ်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာလုံလောက်တဲ့ကုသိုလ်တရားရှိတယ်လို့ပြောရမှာဖြစ်တယ်ပစ္စည်းဥစ္စာဘက်ကလည်းကြိုးစားရှာလို့ရထားပြီတတ္တသီလသုဒ္ဓစာကပညာလို့ဆိုတဲ့အရေးချင်းပိုင်းဆိုင်ရာဒီ9မျိုးနဲ့လည်းပြည့်စုံထားပြီဆိုတဲ့ပုဂ္ဂိုလ်ဟာအချိန်ကိုစနစ်တကျအသုံးချတဲ့ပုဂ္ဂိုလ်ပဲဖြစ်အချိန်ဖြုံးတဲ့ပုဂ္ဂိုလ်မဖြစ်တော့ဘူးကိုယ်မှာတန်ဖိုးရှိတာတွေအများကြီးရထားပြီလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒီဟာဒီမြတ်စွာဘုရားဟောကြားတဲ့ဒေသနာအရွယ်ရှိတုန်းကတဲ့မြတ်သောအကျင့်လို့ဆိုတဲ့ကုသိုလ်ရတဲ့အကျင့်ကိုလည်းပဲမကျင့်ခဲ့ဘူးတဲ့ပစ္စည်းဥစ္စာတွေလည်းရအောင်မရှာခဲ့ဘူးတဲ့အရွယ်လွန်သွားပြီဆိုလို့ရှိရင်ကတော့ကျိုးချအိုကြီးတွေဟာရေလည်းမရှိငါလည်းမရှိစားစရာမရှိအဲ့ဒီမရှိလို့တခြားနေရာပြန်မလာလို့ဆိုတော့အတောင်ကကျွတ်လို့မပြန်နိုင်အဲ့ဒီနားရင်လက်မိုက်ချပြီးသေဝဲဝင်ရတယ်လို့အချိန်မရှိတော့တဲ့အခါအားလုံးဟာဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့သူဆိုအဲ့ဒီလိုမဖြစ်ဖို့ရအတွက်ကိုယ်မှာလုံလောက်တဲ့အတိုင်းအတာတစ်ခုတည်းလူသားတွေစဉ်းစားဆင်ခြင်ပြီးတော့ပြုလုပ်ရမှာဖြစ်တယ်